Hello everyone ဒီနေ့ကတော့နရေမင်းကတော့ငပိလေးလောက်စားဖြစ်တယ်ပေါ့နော်ငကိုရှိပြီးသားငပိရေချိုလေးကိုစနွင်းမော်လေးတည့်ပြီးနည်းနည်းလေးပြန်ချိုလိုက်တယ်ပြီးတော့ငရုတ်သီးစိမ်းချက်သွန်ပြိုးခရမ်းချင်သီးကစွန်းရွက်မွန်လာဥနီပဇွန်လေးနဲ့စပြီးတော့မင်းကတော့ငပိရေဆက်လုပ်တယ်ပေါ့နော်ရင်းဦးဆုံးငရုတ်သီးစိမ်းချက်သွန်ပြိုးခရမ်းချင်သီးလေးကိုโอเคမူလော်ပေးရပေါ့နော်โอเคမူတိုက်တဲ့အချိန်မှာတော့ပြီးလို့ရှိရင်နည်းလေးမဲလာတဲ့အချိန်ပေါ့နော်အဲစားလို့ရှိရင်ရက်လိုက်တယ်ပေါ့နော်ပြီးတော့ open မူတိုက်ပြီးတဲ့အချိန်မှာပဇွန်လေးတွေကိုလည်း open မူတိုက်တယ်အနီရောင်လေးနည်းနည်းလေးရဲလာပြီဆိုလို့ရှိရင်တော့ပဇွန် open မူတိုက်တာပြီးသွားပါပြီအခုဆိုရင်တော့ပဇွန်လည်းပြီးပြီငရုတ်သီးစိမ်းချက်သွန်ပြိုးခရမ်းချင်သီးအကုန်ပြီးသွားတဲ့အခါမှာတော့အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့မလုပ်မလဲဆိုတော့ညီမထောင်းမှုစတင်ပါပြီငရုတ်သီးစိမ်းနဲ့ချက်သွန်ပြိုးကိုညက်နေအောင်စထောင်းပါပြီမမြောက်နိုင်လည်းတက်စင်ပါတယ်တော့အုပ်ကပါတယ်အဲ့လိုမျိုးထောင်းညက်နေအောင်ထောင်းလိုက်ရတယ်ပေါ့နော်ထောင်းပြီးတဲ့တကာလာစပြီးတော့မင်းကတော့ငပြေစားလုပ်ပါပြီပဇွန်လေးထဲတယ်ပြီးတော့ပြန်ပြီးတော့ပေါ့နော်ပြုတ်မှာပေါ့နော်နည်းနည်းငပြေချိုလေးကပြစ်နေလို့ခံစားလို့ရေလေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်နည်းနည်းလေးတော့ရေလေးထည့်ရောလိုက်တယ်ပြီးတော့ထောင်းထားတဲ့ငရုတ်သီးစိမ်းချက်သွန်ပြိုးခရမ်းကျင်သီးအကုန်လုံးကိုရောထည့်လိုက်ပါတယ်အဲ့တော့ရတာရှိတယ်မင်းကတော့ငပိရည်လေးနန်းလေးကလည်းမွေးနေရပဲပစုံမန်ကိုတဲ့အချိုတလေးပါတယ်ပေါ့နော်ဒီလေးလေးစားချင်တယ်ဆိုလို့ရှိရင်တော့စက်သားမုံလေးနည်းနည်းထည့်လိုက်ပါတယ်ဟိုရှဲပဲပြီးတော့ကစွန်းရွက်ကြော်လေးနဲ့ပေါ့နော်ပြီးပြင်ဆွဲနေရပါလက်နဲ့ပဲဆွဲလိုက်ပါတယ်တူးစရာလေးကတော့မွန်လာဥနီလေးနဲ့ကစုံရွက်ကြော်လေးနဲ့အရင်စားချင်တာမစားချင်တာအောက်တောင်ပြုတ်ကြကိုရှေမုစကုမူတာတီမီကွီနရီယန်ပုစတေမုစတေနရီယန်မှာကျေးဇူးတင်ပါတယ်ရှင်